နောက်တစ်ယောက်နဲ့တွေ့နေပြီတို့နှစ်ယောက်ရဲ့ဆန္ဒပြီးဆုံးသွားပြီတဲ့တားထားသွားခြင်းမလားအသေးခွဲတယ်လို့ခေါ်ရလားသူကမုံမှုမလွယ်သလိုပဲငါမမေးဘူးမဖြစ်နိုင်တော့ပါဒါရဲ့ဆက်ခြင်းမလားအသေးခွဲတယ်လို့ခေါ်ရလားသူကမုံမှုလည်းမလွယ်ပါသူကမေးဖို့လည်းမလွယ်ပါရှင်မချစ်စနေချစ်ခဲ့သူပါသူရဲ့ကြုံလေးတွေရဲ့